တဲ့တိုင်းပဲကဲထိုးခြင်းစိတ်ရှိကြသေးရဲ့လားဟမ်ထိုးခြင်းစိတ်ရှိကြသေးရဲ့လားလို့ထိုးခြင်းစိတ်ရှိကြသေးရဲ့လားသိချင်တာအဲ့ဒါလေးပဲဖြေပေးထိုးခြင်းစိတ်ရှိကြသေးရဲ့လားထိုးခြင်းစိတ်ရှိကြသေးရဲ့လားသိချင်တာအဲ့ဒါလေးပဲဖြေပေးထိုးခြင်းစိတ်ရှိကြသေးရင်လည်းချက်တော့ကြွကြည့်ပါဦးနော်ကျွန်တော်နေခင်းနေရပြောလိုက်တယ်ညနေတိုင်းကိုတော့ရုပ်မှမှုတွေနဲ့ခံနေရတယ်ဆိုတော့နော်ဒါ3ရက်ရှိပြီပေါ့ညနေပိုင်း3ပွဲရဒီလိုတွေကြီးပဲလုပ်သွားဒီညနေလဲဆိုးလာတာပို့ပြီးတော့ကောင်းလာတာမဟုတ်ဆိုးလာတာထိုးမှပါစိတ်တက်မကြပါဘူးတို့တိုင်းနေစောင်းကုန်ပြီအားလုံးပဲမင်္ဂလာပါတဲ့ရှင့်နာမည်လေးခေါ်ပေးပါလားရှင့်နဲ့ဝေးခေါ်ပေးလိုက်ပါပြီစိတ်ပြက်တဲ့သားရေတဲ့စိတ်ပြက်တာတော့ပြောအောင်နေတယ်ဒီဘက်ကဒိုင်စားဖြစ်နေမနေ့တစ်ထောင်မနေ့ကတစ်ထောင်မိုးရတယ်ညနေက3000မိုးရတယ်ကိုလေဘလို့ပြီးတော့ဒီညနေကို3000မိုးရတယ်မနေ့ကတော့ဟုတ်တယ်ထားလိုက်ဒီညနေ3000မိုးဘလို့ရတယ်ချက်တော့ပြောပါဦးဟာနီလန်းလေးပါသိရင်လို့စိတ်မချလို့ကိုနဲ့လေးတောင်ပြန်ထည့်ထားသေးတယ်ဗျာနော်ကိုလေးဓာတ်ပြန်ပြုတ်ကြရတော့လှတာပေါ့ဗျာသူတွေမထိုးတော့ဘူးစက်ကင်ကိုထိုးကျင်တာအတူတူပဲနော်မင်္ဂလာညမှာဆရာလင်းရေတဲ့ချင်းကိုလေးရေပောက်ထားတဲ့ပတ်စံပါသွားပြန်ပြီပါတာပေါ့ဗျာကျွန်တော်လည်းပါတာပဲကုကုမိုင်းလည်းပါမှာပဲเนาะပါတတ်နိုင်စကိုင်းနဲ့သူပါသွားချမယ်ကျွန်တော်တော့ပူချလာပေးစမ်းပါဗျာမမိုက်ဘူးဗျာเนาะလုံးဝမမိုက်ဘူးဒိုင်စားကိုချတာနော်3ရက်ခုထွက်သွားတယ်ညနေပိုင်း3ပွဲဒိုင်စားဆိုရင်လို့ကိုနဲ့လေးတောင်ကျွန်တော်ကိုယ်တိုင်လည်းဒီညနေထိုးထားသေးတယ်နော်ိုးရဲ့စလောင်းရဲ့ကိုလေးပြန်ကြထိုးရမှာတဲ့ကိုဆိုရတယ်ညနေကကိုတာထွက်ကြည့်ကျွန်တော်ပေါက်တယ်ပွင့်လင်းပြောကျွန်တော်လည်းပေါက်တယ်တဲ့သူတို့လိုပဲလေကိုလည်းရွတ်ထားတာပေါ့သူကကိုထက်ပိုရွတ်ပြသွားတယ်ကိုထက်သူကပိုရွတ်ပြသွားတာကိုထက်သူပိုရွတ်ပြသွားကျွန်တော်လည်းဘာမှမတတ်နိုင်တော့ဘူးနော်ကဲဝင်လာမယ်ဝင်လာမယ်စကိုင်းထွန်းချူကနေပုတ်ချင်တယ်တဲ့မမိုက်ဘူးဗျာ
နော်တကယ်လုံးဝချင်းလေးဆွဆွလာနေတာလုံးဝတီးတဲ့တိုင်စားဗျာတိုင်စားမှာတီးတဲ့ပြောင်းစိမ့်မယ်ဒါနဲ့ညနေကတွေ့တယ်ဒါမှခါရေးရှင်းလို့ရတယ်ဆိုလို့ကျော်သူကဒါလည်းလက်ဆက်တော့ပြောရည်ရှင်းလို့ရတဲ့ဆိုင်ကမကြောက်ဘူးရှင်းလို့ရပြီးတာဟုတ်တယ်မလားဒါဆိုဟိုနိုင်တော့တို့ရတာအကုန်ပြပြလိုက်ပါရဲ့ဒီမှာလည်းခါကြီးရမှနေရလဲဒါလည်းအခုစီတော့စီစဉ်ပေးတာတနေရာလေးတော့မဟုတ်ဘူးခါကြီးမျက်စောင်းတို့ပေါ့ခါကြီးဒါတို့လည်းခါကြီးကြားမှာပေါ့ဇော်ကြီးပြပြမှာချီးတို့တယောက်မွေနေရလဲအောင်နောက်လဲပြန်ပါသွားပြီဝါကမလောက်ပဲရောက်သေးတယ်ပြန်ပါသွားပြီလူကြီးတွေကိုယူလောက်တာယူအမအဖေဆိုရင်ဖုန်းတွေရိုက်ခွဲထားတာဖုန်းတွေပါကွက်ပြဲနေအဲ့ဒါပြောလေကိုမပြဲကိုအောင်နေလေးခိုင်းလိုင်းလိုက်ဘူးတော့လူတွေအောင်နောက်ကုန်တော့ဟုတ်ကဲ့ဒါပြန်ဆက်လိုက်မယ်တဲ့ဒါပြန်ခေါ်လိုက်မယ်ခဏဟုတ်မောင်လေးမမတို့ကမောင်လေးတဲ့ဘယ်နာမောင်လေးတွေမမောင်လေးလုံနေအခုတိုင်နေစောင်းနေရနော်ကိုလေးနှစ်ခါကြာဆိုတော့တစ်ရှစ်ပြန်ထိုးရင်ကောင်းမယ်တဲ့ဒီလိုပဲတဲ့နိုင်တော့ရှုံးတာပေါ့ဒါဘာတက်နိုင်မှာလဲရှစ်တစ်ဘက်ကကျွန်တော်တို့10ပွဲမှာ9ပွဲပေါက်ထားတာပဲနော်ဒီတစ်ဘက်ကတော့ဒါဒိုင်စားလောက်တာကြတော့ကျွန်တော်လည်းလုံးဝမကယ်နိုင်ဘူးနော်ကယ်နိုင်တဲ့ရက်တွေကျွန်တော်ကယ်တယ်ဒါပေမဲ့အခုက6ပွဲထွက်တယ်ဗျာ6ပွဲမှာညနေပိုင်း3ပွဲကဒိုင်စားတီးတဲ့ပြောင်းစိန်စားတာအလွတ်အဲ့တော့ရှေ့ပိုင်းမနက်ပိုင်း3ပွဲရှိတယ်ပေါ့အဲ့ဒါကိုတော့ကျွန်တော်ဒါ2ပွဲပေါက်အောင်လုပ်ပေးထားတယ်နော်6-3နေ့ရတခါမနက်က9-4နော်လုံးဝ9-4ရတော့လုံးဝမွေးကန်းတစ်ခွက်လုပ်ပေးထားတယ်ပေါ့အဲ့ဒါတော့ကျွန်တော်ဘယ်လိုပြောရမလဲမနက်ပိုင်း3ပွဲထွက်တာကိုတော့ကျွန်တော်2ပွဲအောင်နေဗျာနော်ညနေပိုင်း3ပွဲရတော့ကျွန်တော်လည်းမကယ်နိုင်တပွဲတော့ကယ်လိုက်ပါသေးတယ်နော်အင်္ဂါနေ့ညနေရတာ6တလုံးကြိုက်တယ်ပြောလိုက်တဲ့အတွက်ကိုကပေါက်တဲ့သူတွေပေါက်ကြသေးတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြောရရှင်းလေးကျွန်တော်တို့ဘယ်လောက်ထိကြိုးစားအားထုတ်တကယ်ရုပ်လာကျွန်တော်တို့ဘာလုပ်လို့မရဘူးသူတို့ချပြီးမှရရတယ်ဗျနော်ဘူးမှညနေမပေါက်ကြဘူးတဲ့ဟောအဲ့တော့ခုနက comment ထဲမှာတွေ့လိုက်သေးတယ်ပေါက်တဲ့သူကျွန်တော်လည်းစဉ်းစားလို့မရဘူးအနက်ဘက်ဝမ်းချင်းရှိတယ်ခင်ဗျနော်စမ်းဝင်းဆိုတဲ့ကောင်းပါရှင်ဗီဒီယိုလေးကိုပြီးဆုံးတော့ကြည့်ပေးပါနော်ဟုတ်ပြီလားခဲဝင်လာမယ်ဗာတက်နိုင်ပါလေနော်အစင်ပြေတဲ့ရှေ့တစ်ဘက်ကလည်းအစင်ပြေအောင်ဘယ်လိုလုပ်ပေးခဲ့လဲဆိုတော့သိတယ်ဒီတစ်ဘက်လည်းကျွန်တော်ဒါအစင်ပြေအောင်လုပ်ပေးခဲ့တယ်ပွဲတွေဒါမဲ့ဖို့ကမှကျွန်တော်ဆက်မပြောတော့ပါဘူးကျွန်တော်လည်းမပြောတတ်တော့ဘူးနော်ဒါမဲ့လာမဲ့ဘက်ကတော့ဖောင်းရပိတ်ရလုံးဝမရှိပါဘူးနော်ဖောင်းရပိတ်ရလုံးဝမရှိပါဘူးအဲ့ဒါကြောင့်မလို့နောက်ဘက်ကိုတော့ကိုစူးစမ်းပါဦးဗျာနော်ဒါပဲရှိတာပေါ့နော်ဘာမှမလုပ်နိုင်တော့လေကျွန်တော်ညနေကရီးနေတာကျွန်တော်ညနေကကားပေါ်မှာပြင်သွားတော့နေရတော့နှလုံးဆိုတော့မောင်ကြီးနဲ့ကျွန်တော်ဖုန်းထောက်မှာထောင်ပြီးတော့ကျွန်တော်ကြည့်တာဘာလဲပြောင်းသေးတယ်ညနေကကျွန်တော်တို့ပြောတဲ့စကားကိုပဲကြားပါလားမသိပြောင်းသေးတယ်ပေါ့ဗျာတစင်ချင်းပြောင်းသွားသေးတယ်90တဲပေါ်ကနေခြေစည်းပြတ်သွားတာ90 91 92 93အစင်လိုက်သွားနေသေးတယ်လဲလာပြီး6ခွန်ပြီးတော့လဲလာပြီးတော့လဲကြအောင်တခါတည်းဘရိတ်အုပ်ပလိုက်ကောနားဆိုတဲ့ကောင်းပါရှင်ကိုလင်းရေဆိုတဲ့လူမနက်ဖြန်အတွက်ကျွန်တော်ပြောတာလေးကိုပြီးဆုံးတော့နားထောင်ပေးပါဟုတ်ပြီလားပေါဝေးချမပေါက်တဲ့စိတ်မကြပါတဲ့
နော်မနေ့ကကျွန်တော်ချဲပေါက်ဖို့ပဲမျောလင်းရတော့မှာပဲနော်ချဲကိုပဲမျောလင်းရတော့မှာပဲချဲကိုပဲမျောလင်းရတော့မှာပဲလောက်ကြပါဗျာပြောပေးမယ်ရဲလင်းထွန်းဗီဒီယိုလေးခုဆုံးအောင်ကြည့်နော်ကဝင်လာမယ်လမမနေရသေးလမလေးနှိပ်ထားကြအောင်ထုံးစံတိုင်းလေးနော်မနက်ဖြန်တောက်ကြနေနောက်ဆုံးပိတ်ကလေးကိုတော့ကဲပေါက်ကလေးပေါ့ကဲပေါက်ကလေးတော့စူးစမ်းပေးထားပါတယ်နော်ကဲပေါက်ကလေးနော်ဆူတောင်းမှာတကူကကျွန်တော်တို့မနက်ဖြန်တော့မယုံမှာပါသေးနဲ့ပဲဆူတောင်းရမယ်တမယိုးကြ20တိုင်းထွက်နော်ပေါအောင်လုပ်ဖို့ကကျွန်တော်တို့ဒါပြောမှဆိုရင်နီးစက်တယ်ပေါ့ဗျာစူးစမ်းလို့အရာထင်တယ်ရုပ်ရင်တော့ဘယ်ကောင်းမှမတက်နိုင်ဘူးနော်ထိုးနေတဲ့ကနန်းချတာပါကိုလင်းရဲတဲ့တိုင်းနေတဲ့တီရီဆန္နာပြောပြပါမယ်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးပါအဲ့ချဲပေါက်မှာပါအဲ့ချဲပေါက်မယ်ကိုလေးရောက်တော့စက္ကန့်တေးနေတယ်တေးသွားတခါအပြီးတေးသွားမှာနော်တကယ်ဗျာလုံးလာပဲကြည့်မနေ့ကညနေလဲရုံအောင်မယ်လို့ကျွန်တော်ထင်တယ်နော်မထူးသူဒီကောင်လေးကမထူးဆက်ခင်းတော့မှာလေဟုတ်တယ်မလားဘာလဲဆိုလူတလဲခွေးတလဲဖြစ်နေရှေ့တစ်ဘက်ကတော့လူပေါ့ဗျာရှယ်ပေါက်တာရှစ်ပွဲပြီးတဲ့9ပွဲမှန်တယ်ဒီတစ်ဘက်တော့ဒါဒီတစ်ဘက်လည်းပြောမယ်ဆိုရင်ညနေပိုင်းကတိုက်ပွဲမှန်တယ်ပေါ့အင်္ဂါနေ့ညနေတပွဲမှန်တယ်မနက်ပိုင်းလည်းမှန်တယ်အခု6ပွဲမှာကျွန်တော်3ပွဲမှန်တယ်ပြောလို့ရတယ်မနက်က6-4နော်မွေးကနဲ့တစ်ခွက်ထဲနော်မှန်တယ်6-3မှန်တယ်ကိုကတော့ကိုပတ်တီးပဲမှန်တယ်ပေါ့ဗျာကိုထွက်တော့နော်6ပွဲထွက်တာ3ပွဲတော့မှန်သေးတယ်ပေါ့အဲ့တော့မနက်ဖြန်2ပွဲမှာဗျာ2ပွဲလုံးမှန်ပါသေးပဲကျွန်တော်ဆူတောင်းပါတယ်နော်အဲ့ဒါကြောင့်ဝင်လာမယ်ဘာမှမတတ်နိုင်ဘူးအော်မနေနဲ့အခုမှအော်နေလို့လေကုန်တာပဲရှိတယ်ဘာမှလုပ်လို့မရတော့ဘူးချိန်တွေကကုန်သွားပြီနော်ချိန်တွေကုန်သွားပြီနော်လာမယ့်ဘက်ကတော့ဖောင်းရပိတ်ရလုံးဝမရှိဘူးနော်လာမယ့်ဘက်ကိုမနက်ဖြန်နေကင်းတနားထိုးလိုက်မှကျွန်တော်ပြောပါမယ်လာမယ့်ဘက်ကတော့ကျွန်တော်စိန်ခေါ်ပြီးဖြုတ်ရမယ့်အပတ်ဗျာနော်စိန်ခေါ်ပြီးဖြုတ်မယ့်အပတ်နော်အားကြောင့်မနက်ဖြန်နေကင်းတနားထိုးလိုက်ကြမှာပဲကျွန်တော်ပြောတော့မယ်အခုတော့မနက်ဖြန်7 မိနစ်ထွက်မဲ့ကနန်းကိစ္စပဲပြောမယ်ဟုတ်ပြီလားဝင်လာမယ်အလေလောက်တော့ညနေကို9-3နဲ့ရက်နေလို့ဒိုင်နေရပိတ်တယ်အခုကျတော့6လေးနဲ့ရက်နေရဒိုင်မပိတ်ဘူးနော်ဒီလိုပါပဲဗျာဒီလိုပါပဲနော်ဘာဖြစ်အားပေးနေပါကိုကျွန်တော်ပြောထားပြီးသားပါနော်ဒါကျွန်တော်မိုးရင်းအောင်မရောက်သေးပါဘူးနော်မိုးရင်းတမိုးရင်းလုံးကိုကျွန်တော် share ရှာပေးမယ် share ပေါအောင်လုပ်ပေးမယ်ပြောပြီးသားနော်အခုဒါကျွန်တော်3ဘက်မှာ2ဘက်ကတော့ဒါလုံးဝ share ဒီတစ်ဘက်လည်းဒါညနေပိုင်းရုပ်လို့နှမဆိုအဆင်ပြေတယ်နော်စိုက်ဘလောက်ကောင်းကောင်းကြပေးခြင်းမှာဖြစ်တာပါရုပ်ဝင်ခံရတာပဲနော်တခါလေးမျောနေတယ်ဟုတ်ကဲ့ပါမှန်ကန်တဲ့ 3D ပေါက်ကြမယ်ဘောစီဟုတ်တယ် 3D ကတော့မှန်ကန်တယ်နော်ဘာလို့လဲဆိုတော့ခလေးလေးတွေမဲလိုက်တာဗျာမဲလိုက်တဲ့ gory လုံးကလူကြီးတွေဖြစ်သွားပြီလားဘာလားမသိဘူးကျွန်တော်တို့တီအောင်ဆိုတော့ချဲကနန်းခလေးလေးတွေပေါ့နော်12နှစ်10နှစ်9နှစ်10နှစ်ကလေးလေးတွေခေါ်လီလုံးလေးတွေမဲနိုင်ပြီးတော့ပြောပေးပါဦးနဲ့ပြောပေးပါမယ်အောင်စိတ်ကျွန်တော်ပြောပေးပါမယ်နော်အဲ့ဒါကြောင့်လူစောဝင်လာခဲ့ပေးပါဈေးကွက်မှာစက်ကင်မရှိဘူးကိုလင်းနဲ့ဟုတ်တယ်ကျွန်တော်တို့စက်ကင်ဆိုတာဒါဘန်းစကားပေါ့ဗျာဒါမှဆိုရင်ဘန်းစကားနဲ့ပြောတာပေါ့ဈေးကွက်မှာစက်ကင်မရှိဆိုတာကိုကျွန်တော်နားလေတယ်သဘောတရားလည်းကျွန်တော်လည်းသိတယ်စက်ကင်ဆိုတော့ဗျာပြောကနန်းချပေးတဲ့ကောင်တော့တင်စားလိုက်တဲ့သဘောမျိုးပါနော်တင်စားလိုက်တဲ့သဘောမျိုးစက်ကင်လို့ခေါ်တယ်ဆိုတာအရင်တော့ကျွန်တော်တော့မခေါ်ပါဘူးနောက်မှသူများတွေခေါ်လို့ကျွန်တော်လိုက်ခေါ်ပေးရရှိတယ်စက်ကင်ဘန်းစကားပါ
နော်ဟုတ်ပါတယ်ဈေးကွက်ကဈေးကွက်ဆိုစီးပွားရေးဈေးကွက်ပေါ့ကဲဝင်လာမယ်အောင်လန်သားပါကိုကြီးတဲ့အောင်စီကဟုတ်ကဲ့ပါဟုတ်ကဲ့ပါကဲဝင်လာမယ်ဗျာမင်္ဂလာကိုလင်းအားပေးနေပါတယ်ဟုတ်ကဲ့ပါကိုလင်းဘယ်လိုလုပ်ရမလဲဆိုတော့မနေ့ကတောက်ကြနေထပ်ဆော်ရမှာပေါ့ဟာတက်နိုင်မှာဟုတ်တယ်မလားရသလောက်တော့မနေ့ကတော့အကောင်းဆုံးစူးစမ်းပေးထားတဲ့ကဲပေါက်ကလေးပေါ့ဗျာနော်အကောင်းဆုံးနီးစပ်ဆုံးဖတ်နိုင်ခြင်းအများဆုံးကဏ္ဍကိုတော့ကျွန်တော်စူးစမ်းပေးထားပါတယ်နော်မရုပ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေပေါက်မယ်ပေါ့ဗျာနော်ဒါပဲရှိတာဆရာလိုက်ကြည့်နေတဲ့ထိုးသားများတဲ့အားလုံးဒူးရီသတိတွေကိုခွန်ပိုင်ပတ်ကြတယ်ဗာလဲဟာဒူးရီရောသတိတွေရောခွန်ပိုင်ပတ်တော့ဟုတ်ကဲ့ပါမျိုးဆိုတဲ့ကောင်းပါရှင်ဖွဲ့ဝင်နေကိစ္စကိုကျွန်တော်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပါကျွန်တော်ပြောပြပါမယ်ဟုတ်ပြီလားချက်ကနေပြောပါလားပြန်ပြောပြပါမယ်ချက်ကနေမသိသေးတဲ့သူတွေချက်ကနေလည်းပြောပြပါမယ်နော်ထိုးသားတွေကိုကြောက်လို့တဲ့မင်္ဂလာပါဆရာတွေလူသက်ပါဟုတ်ကဲ့ပါလက်မမရသေးလက်မလေးနှိပ်ပြီးထားမယ်နော်ဖုန်းမှန်လေးကို3လေးကျတော့တောက်လိုက်လက်မနှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ကြည့်ရှုနေတဲ့သူတွေမင်္ဂလာပါညီရဲ့မင်္ဂလာပါဗျမင်းဖုန်းသူရတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဘာလေးစားနေရကိုလင်းကွန်းစားနေတာညီလေးရဲ့ကျေးဇူးပါဟုတ်ကဲ့ပါဦးမြင့်အိမ်တိုင်းမှာချုပ်ပေးခိုင်းတာနဲ့အတူတူပဲဒူးရီရော3ရီရောပတ်ရတယ်ခွန်မိုင်းနဲ့ဒူးရီ3ရီရောပတ်တယ်ဘယ်လိုပတ်သေးပြီဘောဒူးရီတော့တိုင်ဆောင်နေရချဲကနေကိုမကူးပါနဲ့နော်ဘယ်လိုရုံနဲ့စက်ကိုင်မလို့ကျွန်တော်လည်းအဲ့လိုပဲနော်ခဏလေးလုံးကျန်နေတယ်မနေ့က2ဈေးပဲရှိတော့တယ်ဒီကောင်းလေးခဏလေးလုံးတော့မချန်ဘူးဗျကြတော့ကြမှာတိတယ်နော်အဲ့ဒါကြောင့်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးမနေ့ကဟိုမိုင်းမဲ့သူတွေလာမယ်ကျွန်တော်တော့မထူးဆက်ခင်းလိုက်အောင်ပဲမနေ့ကရှုံးလို့အဲ့လောက်ဖြစ်မနေ့ပိုင်းဟိုပါညနေပိုင်းတော့ကျွန်တော်လည်းကြောက်တယ်ညနေပိုင်းကကျွန်တော်တို့3ရက်ရှိပြီနော်တစ်ခွက်ပြနေ3ခွက်ပြသွားပြီ3ရက်ကိုလင်းကဲပေါက်လေးပေးပါဟုတ်ကဲ့ပါရွှေစင်အေးဟုတ်တယ်ဗျာမရွှေစင်အေးအဲ့လိုဖြစ်နေပြီဗျအဲ့လိုဖြစ်နေပြီနင်းနဲ့ငါမသေးဘူးတဲ့ခွန်နဲ့3ညကသေရင်သေမှာဟုတ်တယ်ဟုတ်လောက်တယ်အဲ့ဒီလည်းမထူးသက်ခင်ရမှာတူရေအဲ့ဒါပြောလေဘာမှရွေးချယ်စရာလမ်းမှာမရှိတော့တဲ့ဟာကိုကျွန်တော်တို့ခင်ဗျာနော်လုံးဝကနန်း6ပွဲလောက်ထွက်တာမှာ3ပွဲလောက်ကညနေပိုင်းကအလွတ်တိုင်စားချလာတယ်နော်ဒါကျွန်တော်မနက်ပိုင်းက2ပွဲအောင်တယ်ပေါ့နော်မနက်ပိုင်း3ပွဲမှာကျွန်တော်2ပွဲအောင်လာတယ်ပေါ့နော်ညနေပိုင်း3ပွဲမှာ1ပွဲအောင်လာတယ်ပေါ့နော်အဲ့လောက်ထိတော့ကျွန်တော်လည်းစူးစမ်းပေးတာပဲကိုမိုင်းသိပါတယ်နော်အောင်မသေးသားလေးရေးအောင်မလည်းဖြစ်အောင်မလေးမနှက်ဖန်ကဲပေါက်ကလေးကဖြစ်အောင်မနော်လွန်နေပြီလေဗျဒီကောင်လေးကအနက်ကိုထိုးမှကိုလင်းတဲ့ဘာအနက်ကိုထိုးမှပဲမနက်ကိုထိုးမှလားအနက်ကိုထိုးမှလားကိုလင်းကိုယ်စက်ခင်းနေတယ်ဘယ်လိုလုပ်အောင်လဲအတီးသမားတွေပြောပေးမယ်ဗီဒီယိုပြီးဆုံးအောင်ကြည့်ပေးဟုတ်ပြီလားငါကြိုက်ပါတယ်ငါကြိုက်ကြော်တာစားလိုက်တော့ဗျာကဝင်လာမယ်ဗျာကျွန်တော်မိတ်ဆွေသင်္ခါရအပေါင်းတို့တောက်ကြလေးကိုနောက်ဆုံးမိတ်အိတ်နဲ့လွယ်မဲ့သူတွေဝင်လာမယ်နော်မင်္ဂလာရှိတဲ့စကားပဲပြောတော့မယ်ဗျာနော်
တောက်ကြနေကိုနောက်ဆုံးပိတ်ကိုအချီအိတ်နဲ့လွယ်မဲ့သူတွေဝင်လာမယ်ကိုလင်းကမိဘ2ယောက်လုံးရှိသေးတယ်ဗောရှိပါသေးတယ်ခင်ဗျာကျွန်တော်အဖေရောမေရောရှိပါသေးတယ်ချမ်းချမ်းမာမာပါပဲနော်အမေတော့နောက်ရက်ကိုခွဲစိတ်မှုတစ်ခုလုပ်ရမယ်ဗျာကျွန်တော်အမေနောက်ဘယ်လာလဲဖြတ်ဒီလာထဲမှာပဲဒီလာထဲမှာမဟုတ်ဝင်တော့ဒီလာထဲမှာမဟုတ်ရင်တော့ဒီလာကုံတော့ဖြစ်လိမ့်မယ်နော်ကျွန်တော်အမေတော့နည်းနည်းခွဲစိတ်မှုအသေးစားလေးလုပ်ရမယ်ဗောဗျာနော်ကျမ်းမာရေးကြောင်းနော်ခက်ဝင်လာမယ်တိမ်မော်ထိလိုက်မယ်ကိုလေးမကြောက်ဘူးလေမိုးကရွာချတိမ်နေပါတခါပျောက်သွားမယ်နော်ကျန်တဲ့ခွေးထိုးမယ်ဟုတ်ကဲ့ပါကဲဝင်လာမယ်ခမရဝင်လာမယ်မိတ်ဆွေတွေဗယံမရာထွက်လို့ကိုလေးပြန်ထိုးတာ2005ဘူးရတယ်โอเคအောင်စေရ congratulation ပဲနော် congratulation ပါဒီနေ့6ခွန်ကမနက်ဖြန်ကန်ရမယ်နော်ဒီနေ့6ခွန်အခွေရမနက်ဖြန်စော်ရမယ်နော်အောက်ဆိုဒီကောင်းလေးထွက်စင်တိုင်းရဒီကောင်းလေးတစ်ထွက်လို့တော့ခွန်ကိုထွက်ပေးကိုလေးထွက်ပေးသေးတာပဲတစ်ရှစ်ထွက်လို့တော့ကိုလေးထွက်ပေးသေးတာပဲနော်နက်ဖြန်ဟိုဝိုင်းရင်းနဲ့ညှိနေတယ်ဘာဝနှစုံကျန်းနေတယ်တဲ့ညနေ4နာရီမထိုးခင်လည်း10မိနစ်ခရေက6ထိန်းနေအဲ့လိုပဲပသိမ်သားလေးကြိုက်ပြီးစော်မယ်ဟုတ်ကဲ့ပါကိုလင်းစပြီးပြောနေလို့ပြန်ထိုးတာ3000မွေးရတယ်ကျွန်တော်ကစတာအပြန်ကလည်းမပြောဘူးနော်ကျွန်တော်4499ပဲကျွန်တော်ထည့်ထိုးမယ်ပြောတာ6လေးကိုထည့်ထိုးပြီးပေါက်တဲ့သူကတော့လုံးဝလေးစားပဲလုံးဝလေးစားတယ်နော်ကိုလင်းတန်လျက်ကင်ပြီးထွက်ဖို့ကနန်းကိုမန်းချလိုက်ပါလားကဲဗျာမန်းချလိုက်ပြီမနက်ဖြန်ပေါ်လာအောင်မယ်မနက်ဖြန်ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ7နာရီ10မိနစ်မှာရှယ်ပေါက်ကြမယ်ဗျာနောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့သူတွေနော်လွယ်နိုင်ကြပါစေကဲတန်လျက်ကင်ပြီးတော့မောင်လင်းပြောလိုက်ပြီနော်နော်ဖောက်တာကိုလေးကိုဗရိတ်တူလို့ထိုးလိုက်တာ4000မိုးရတယ်ဝမ်းသာတယ်ဗျာဝမ်းသာတယ်လို့ကျွန်တော်ညနေကကိုလေးကိုကြည့်ပြီးတယ်ကျွန်တော်လေရီလဲရီမိတယ်တတိထားတယ်လုံးမဲ့ဆိုတာလဲသိနေတာတော့ကိုနဲ့လေးတောင်ပြန်ထည့်ထိုးလိုက်သေးတယ်ဒါပေမဲ့ကိုလေးတော့မထိုးဘူးခံလိုက်ရသေးတယ်ဗျာမထူးတဲ့ခင်မီချန်တဲ့အားလုံး၄လုံးကိုဖတ်ပြမယ်ကိုလင်းအဲ့ဒါကိုသဘောကိုကြိုက်တာကိုလို့ကျွန်တော်ကတော့အဲ့လောက်ကြီးတော့မလုပ်ဘူးနော်ကဲဝင်လာမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဝင်လာမယ်ခင်ဗျဝင်လာမယ်မနက်ဖြန်နောက်ဆုံးပိတ်ကလေးကိုအိမ်နဲ့လွယ်နိုင်ကြပါစေဗျာနော်အိမ်နဲ့လွယ်နိုင်အောင်လို့အကောင်းဆုံးတော့ကြိုးစားပြီးထုတ်ပေးထားပါတယ်လူထိုးတဲ့ကနန်းမဟုတ်ဘူးတဲ့ကိုလေးကဟုတ်ကဲ့ပါကိုလင်းခေါ်ပါရပါတဲ့ကျွန်တော်ကတော့ပပတဲ့ရုံးမြင်တာနဲ့ချစ်ဖို့ကောင်းတယ်ဆိုတဲ့အထက်မှာကိုလင်းပါတယ်ဟုတ်ကဲ့ကျေးဇူးပါဖုန်းကနန်းမနက်ထွက်မှာတော့ဒါတဲ့ဘိုးကထွက်မှာမနက်ဖြန်လာပြီနော်ရုံးမှာခံနေရတော့ဗျာဒီလိုပဲအတိတ်ဆောင်လေးတော့ရှိသွားတာပေါ့နော်ကဲပြောချင်တာတစ်ခုကတော့တခြားတော့မဟုတ်ပါဘူးเนาะပြောချင်တာတစ်ခုကတခြားမဟုတ်ပါဘူး
ကျွန်တော်ရဲ့ရှေ့ဘက်ကလည်းကျွန်တော်ရှေ့ပေါက်ထားပြီးပြီပဲဒီဘက်လည်းပေါက်တဲ့လောက်တော့ပေါက်တယ်ပေါ့ဗျာဒါပေမဲ့ဒီဘက်ကပေါက်တဲ့ဟာပြန်ကုန်သွားတယ်နော်ပေါက်တဲ့ဟာပြန်ကုန်သွားတယ်ဒီဘက်ကလုံးဝသီးတဲ့ရုပ်တော့ဘာမှလုပ်လို့မရဘူးနော်ဒါမနက်ကကျွန်တော်တို့ဒါအများကြီးမရှုံးဘူးဆိုတော့ကျွန်တော်မနက်ကဒါကျွန်တော်6လေးတစ်ကွက်ထွက်သွားလို့မွေးကနန်းတစ်ကွက်ကောင်းမွေးကနန်း6လေးထွက်လို့ဒါကျွန်တော်တို့ဒါတိတ်ထိထိမိမိတားမရှုံးတာပေါ့နော်ဒီမှာဆိုမလွယ်ဘူးနောက်တစ်ပတ်ကတော့ကျွန်တော်ကြည့်ပြီးသွားပြီနောက်တစ်ပတ်မှာဖောင်းရပိတ်ရလုံးဝမရှိပါဘူးနောက်တစ်ပတ်ကို9ရက်လုံးအပြည့်ဆော့ရမယ်နော်နောက်တစ်ပတ်ကိုအလုံးနဲ့ထပ်သက်သိပြမယ်နော်ရုပ်တော့မယုံနဲ့ဗျာဟုတ်တယ်မလားတမယိုးကြတိုင်းထွက်ကြိုးစားမယ်ရအောင်နော်စမလုံးနဲ့ခြေလို့ပြောလေဟဲ့ကဲကျွန်တော်ဒီညလိုက်တော့နော်စောလေးပြောမယ်ဗျာ3000တော့ပြည့်အောင်ဝင်လာခဲ့2500 3500လောက်ဆိုရင်တော့ဒါစလို့ရတယ်နော်စောလေးပြောမယ်ဝင်လာမယ်ကျွန်တော်ဒါမနက်ဖြန်ဒီညလွတ်မယ်မနက်ဖြန်နေကတနားတို့လွတ်ပြီးခဏခွဲရအောင်မယ်နောက်တစ်ပတ်ကတော့ဒါဖောင်းရပိတ်ရ9ရက်လုံးမရှိဘူး9ရက်လုံးအပြည့်စောရမှာရှက်စူးစားပေးမယ်ရှက်အလုံးနဲ့တက်သိပြပေးမယ်နော်ရုပ်တော့မယုံနဲ့တမယိုးကြတိုင်းထွက်ပြီးနော်တမယိုးကြထွက်ပြီးရင်ကိုစူးစားတာကိုကျွန်တော်တာဝန်ထားဟုတ်ပြီလားအခုကဘယ်လိုလဲဆိုတော့ပဲ့နေဦးထောင်ဦးနေပဲ့ထောင်ဖြစ်နေအခုကဒီဘက်ကဝင်ဟိုဘက်ကထွက်ဖြစ်နေကျွန်တော်ကနော်ပေါက်တော့ပေါက်တယ်ဟိုဘက်ကပြန်ထွက်ကဲဝင်လာမယ်မိတ်ဆွေတွေအားလုံးပဲဝင်လာမယ်ညီလေးကိုယုံပြီးသားပါအားလုံးကဟုတ်ကဲ့ပါရုံအောင်လည်းလုပ်ပေးထားပြီးသားလေအားလုံးနော်ဒါမဲ့ဗျာမနာထွက်တာကြတော့ကျွန်တော်လည်းဘာမှမလုပ်တတ်ဘူးနော်ရှင်းလေးအဲ့ဒါမှလက်မခံနိုင်လဲလက်ခံနိုင်တဲ့လူရှိသွားနော်တိတ်ဘီးမဆိုင်ဘူးကိုယ်လည်းပြောပြီးသားလက်ခံနိုင်တဲ့သူတွေအတွက်လုံးလုပ်ပြီးတယ်နော်ကဲဝင်လာမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဝင်လာမယ်အားလားမလားကိုလင်းဟေးမင်္ဂလာပါမောင်လေးဟုတ်ကဲ့မင်္ဂလာပါဗျနဲ့လာနိုင်လားကိုလင်းနဲ့လာနိုင်တာပေါ့မနက်ဖြန်အားကြောင့်ဝမ်းကြီးလေးကိုပြီးဆုံးတော့ကြည့်ပေးပါရင်တော့ဒိုင်ကားတဲ့ဒိုင်ရိုက်ထွက်တုံးကလို့မယုံပါဘူးအခုကသူများကိုရောင်းပြီးမှရှောင်ထွက်နေတာမောင်လေးတဲ့ဒီလိုပဲဗျာနော်ဒီလိုပါပဲထမင်းစားပြီလားတဲ့နွားနှုံးနဲ့လေတဲ့မစားသေးဘူးဒီနေ့ထမင်းနွားနှုံးနဲ့မဟုတ်ဒီနေ့ကျွန်တော်ငခုကြော်နဲ့ပေါ့ကျွန်တော်ရမ်းကြိုက်တဲ့ဟင်းထဲမှာပါတယ်ငါးထဲမှာငခုတစ်ခုတော့စားတယ်နော်ငါတလောက်လည်းမစားဘူးကျွန်တော်ကငခုကိုကြော်နဲ့ကိုဒါငရုတ်သီးလေးနဲ့ပေါ့ဗျာအရမ်းကြိုက်တဲ့ဟင်းပေါ့ချက်တယ်နွားနှုံးနဲ့မစားသေးဘူးနွားနှုံးဆိုတာဟင်းမကောင်းတဲ့နေ့ကျမှကျွန်တော်နွားနှုံးနဲ့စားတာမယူတတ်ကြတာပါတဲ့ဒဲပြန်ပြီးတော့နောက်တော့မှနည်းနည်းနောက်တော့မဟုတ်ချင်းပြောဖို့ချင်းမယူတတ်တာတဲ့ဒဲပြန်ပြီးတဲ့ဟာဟိုတဲ့ညနေကဟုတ်တယ်နော်ဟုတ်တယ်ဘာကြောင့်လဲဆိုတော့မနေ့က6လေးကိုညနေ6လေးဒဲပြန်ပြီးတာဗျာအားစရာတော့မလိုဘူးနော်မယူတတ်ကြတာဖောက်တာနော်တိတ်မဖောက်နဲ့လူတွေတိတ်မရည်ချင်ဘူးဗျာဖောက်ပုံယူချင်းတကယ်ဗျာကျွန်တော်ထဲမှာတကယ်ပျော်တဲ့လူတွေရှိရနော်ဓာတ်ပြန်ပေးတာဟုတ်တယ်မယူတတ်ကြတာတဲ့ကဲဝင်လာမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဝင်လာမယ်လက်မရသေးရင်လက်မလေးနှိပ်ထားမယ် share တဲ့လူကဒီဗီဒီယိုလေးကို share လို့ရနိုင်မှာ share ပေးပါပေါက်ကြီးလေးတွေမှတ်မှာလို့ဖတ်လို့မရတော့ဘူးเนาะဒီညနေကလုံးဝ3ရက်မြောက်နေ့မှာအစိုးဆုံးညနေ
ညနေတိုင်းပထမညနေကကျွန်တော်တို့အဆင်ပြေတယ်ဒုတိယညနေဖောက်တယ်တတိယညနေအစိုးဆုံးညနေကိုရောက်လာတယ်ဒီညနေကနော်ညနေကတော့မနှောင်းနဲ့ဟုတ်တယ်ကျွန်တော်ထဲမှာဖောက်တဲ့လူတွေဖောက်ဒဲပြန်ပေးတာကိုမယူတတ်ကြတာဒါပါပြီတဲ့ဒေါ်ညိုကနောက်ကျတယ်နော်ဘယ်သူတွေနောက်ကျနေလဲနော်ခန္ဓာတို့ချိန်တာဘယ်သူတွေနောက်ကျနေလဲကိုလင်းကမြန်မာလားကလားလားတဲ့ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးပါရုပ်ကမျက်လုံးမျက်ခုံးနဲ့နှာခမ်းမွေးပတိုင်းမွေးတွေထွက်ရင်တော့ကလားလို့မထင်ပါနဲ့နော်ရုပ်ကတော့ဘယ်လိုလဲinternational ရုပ်ပေါ့ဗျာလဲ international ဆိုတာ international ပေါ့ဗျာနော်ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးပါအားတို့ဘလို့ပေးရုပ်မှနေဘလို့မှမရနိုင်ဘူးလေအဖေကရှင်းရှင်းလေးတော့အနေဟုတ်တယ်လေဘာလို့ရမှာကိုစောနိုင်မင်္ဂလာပါကိုကြီးကအများနဲ့အားပေးနေရတော့ညီလေးတဲ့ဟုတ်ကဲ့ပါဦးမြင့်ရေးဆိုတဲ့ကောင်းပါရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာကဲဘာပဲပြောမနေ့ကကျွန်တော်တို့နောက်ဆုံးပိတ်ကိုအိတ်နဲ့လွယ်နိုင်အောင်ကျွန်တော်တို့တွေစူးစမ်းထားပါတယ်နော်ပေါက်ကြီးလေးတွေမှန်းကြပါစို့မနှောင်းနဲ့တော့ဝင်လာမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဝင်လာမယ်ကိုထိတ်ကိုလေးတဲ့ပဲတဲ့အဖွဲကပါဗျာနမချဲပေါက်မယ်လေဟုတ်တယ်မလားကျွန်တော်နမချဲပေါက်ကြမယ်နမချဲပေါက်မယ်ဘာမှတိတ်ခေါင်းနဲ့မထဲနဲ့ချဲပေါက်မယ်ရှင်ဘက်ကအုတ်ထုတ်အပေါက်ကလေးနဲ့လိုက်လွင်တာ6ချိန်မှန်တယ်ကိုလင်းအုတ်ထုတ်ဆောင်းပါတဲ့ကျွန်တော်အိမ်ထဲနေအုတ်ထုတ်ဆောင်းကျွန်တော်ဆဲလိုက်မယ်မဆိုင်ပါဘူးဗျာကျွန်တော်တို့မြန်မာလူမျိုးတွေခတ်တယ်နော်မဆိုင်ဘူးဗျာရာအားလုံးကကံပုံချလို့မရဘူးနော်ကံပုံချပြီးဘယ်နေ့တော့မနက်ဖြန်တော့ပေါက်မယ်ပါမနက်ဆိုင်ကိုစူးစမ်းအထုံးမှုနဲ့ဆိုင်နေလေဗျာစူးစမ်းမှုမရှိပဲကံထိုင်ဆောင်နေအသက်တာကြီးသွားလိမ့်မယ်ဟုတ်တယ်မလားကဲ3000ပြည့်တော့မယ်နော်2800ဖြစ်သွားပြီနောက်ထပ်လူတွေ200လောက်ဝင်လာရင်ရပြီဗျာကျွန်တော်3000ပြည့်ရနဲ့ပြောမယ်ဒီညတော့မြန်မြန်လေးပဲပြောလိုက်တော့မယ်နော်လူလည်းညစ်ကုန်ပြီကံကလူကိုလုံနေတာပါတဲ့အဓိကလူဆိုတာရာလုံးပါပဲကျွန်တော်ငငယ်ကကျွန်တော်မိဘရဲ့ကျွန်တော်ဆုံးမတယ်လို့ပေါ့ဒီကိုချမ်းသာမယ်နေတို့အသွေးကိုလူတယောက်ကမွေးတာအသွေးမွေးဆိုတာရှိတယ်ဗျတချို့လူမှာအသွေးမွေးဆိုတာရှိတယ်အသွေးမွေးပေါ့လူတယောက်ရဲ့အသားရည်ပေါ့အသားရည်ဆိုတာအသားကျန်းတာလို့ပြော့တာအဲ့လိုမျိုးအသွေးမွေးတွေအများကြီးရှိပါဒါတော့ကိုအများကြီးတော့မပြောတတ်ပါဘူးအဲ့လိုပေါ့နေကိုချမ်းသာမယ်နေကချမ်းသာမယ်ဆိုပြီးတော့ထိုင်နေလို့ချမ်းသာလာမှာမဟုတ်ဘူးလေဗျနော်ထိုင်နေလို့ချမ်းသာလာဘူးရောဘုံတို့ပြီးတော့လာပြီသူမှမပေးဘူးဟုတ်တယ်မလားစူးစမ်းမှာပဲစူးစမ်းအားထုတ်မှုတော့ရှိရတယ်နော်အဲ့အတွက်ကြောင့်ကံကြီးပဲယုံစားလို့မရဘူးမနက်3ညနေ900တဲ့ဝမ်းသာတယ်နော်မနက်မှချက်ပေါက်ပြီတဲ့ဒါပဲအဲ့ချက်ပေါက်ကြမယ်ချက်ပေါက်လို့ကတော့ဘယ်ဖုန်းဝင်လို့ဖုန်းနံပါတ်ပေးပါလားဟုတ်ကဲ့ပါမနက်မှနေကင်းတနာရီထိုးလွှင့်မဲ့လိုက်မှာကျွန်တော်ပြောပေးမယ်ဗျာနော်အဲ့နေကင်းတနာရီထိုးလွှင့်မဲ့လိုက်မှာကျွန်တော်ပြောပေးမယ်နောက်တစ်ပတ်တော့ကိုကျွန်တော်ဘလိုလေးတွေလုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောပေးမယ်စိန်ခေါ်ဖို့ဇလန်းလေးတွေရှိတယ်နော်အဲ့ဒါဖုန်းရပေးရမပါဘူးနော်ကိုကြီးနောက်ကျသွားတယ်မနက်ကို fighting နဲ့ okay fighting မှာအားလုံးပဲမနက်ဖြန်နောက်ဆုံးပိတ်ကိုအိတ်နဲ့လွယ်နိုင်ကြမယ်ဗျာထပ်မရုပ်ပါစေနဲ့တော့ဆူတောင်းပေးကြနော်ညနေ9ဖို့ရတယ်ဝမ်းသာတယ်
share ကနပေးပေးပါမယ် share ကနပေးပါမယ်မျက်ခုံးနဲ့မျိုးလုံးကတော့ share လာတယ်ကျေးဇူးတင်ပါတယ်ကဲနောက်ထပ်လူလေး900လောက်ဝင်လာခဲ့ဗျာ3500တော့ပြည့်အောင်ဝင်လာခဲ့လိုက်နော်900လောက်တော့ဝင်လာခဲ့လိုက်နောက်ထပ်လူလေး900လောက်တော့ဝင်လာခဲ့3000ကျော်သွားပြီနောက်ထပ်လူလေး400လောက်ပဲဝင်လာရပြီနော်ဂျာရင်မဆောင်တော့နောက်ထပ်လူလေး400ကျော်လောက်ဝင်လာရပြီ400လောက်ဝင်လာမယ်မနက်က1500ပို့ရတယ်တဲ့ဟုတ်ကဲ့ပါမနက်ကတော့ share ပေါက်တယ်ဗျာမွေးကနန်းတစ်ကွက်ထဲမှာမပေါက်ရင်လေဒိုင်းမျိုးသားညနေပုံမှန်ပဲညီလေးဟုတ်တယ်လွန်နေပြီလေဗျာနော်စိတ်နာအောင်လုပ်နော်သူကစိတ်ဆိုးအောင်လုပ်လို့ရတယ်စိတ်နာအောင်တော့မလုပ်နဲ့နော်အိုင်ကောင်လေးပြောလိုက်တခါလေနော်စိတ်ဆိုးတာအသိပြဿနာမရှိစိတ်နာအောင်မလုပ်နဲ့မင်းတို့ကအခုကထိုးတဲ့ကောင်တွေကိုစိတ်နာအောင်လုပ်တဲ့ပုံပေါက်နေပြီနော်ညာမှာသားကြီးပြောရှင်းပါတယ်ကဲနောက်ထပ်လူလေး300လောက်ဝင်လာရပြီဗျာ300လောက်ဝင်လာရပြီနောက်ဘက်ကလည်းမွေးကွက်တစ်ကွက်ထဲပေးပါအောင်ညီလေးတဲ့ကိုလေးကို2000မို့ရတယ်ညီလေးဟုတ်ကဲ့ဝမ်းသာပါတယ်တော်ပြောနိုင်တယ်နော်တဲ့ဥမြင့်အောင်ဟုတ်ကဲ့ပါမပြောနိုင်မကြည့်နဲ့ပေါ့ဗျာနော်ဟုတ်ပြီလားဥမြင့်အောင်ဆိုတဲ့တယောက်မြင့်အောင်လားပါမြင့်အောင်တော့ကျွန်တော်တို့မျိုးမှာအချောက်ဗျ6ဆိုတာမြင့်အောင်ကျွန်တော်တို့မျိုးမှာအနာမည်က6မြင့်အောင်နော်ကြားရင်ကြည့်မကြားရင်မကြည့်နဲ့မကြည့်ရင်တော့ကြော်သွားနော်ဟုတ်ပြီလားဟဲ့အောင်လားမနှောက်နဲ့နော်အောင်လားမနှောက်နဲ့ပြောနိုင်တာတွေမပြောနိုင်တာတွေလားမလုံးနဲ့နော်ကိုကြိုက်မှကြည့်နော်မကြိုက်ရင်မကြည့်နဲ့ဟုတ်ပြီလားကဲဝင်လာမယ်မင်္ဂလာပါကိုလင်းရဲ့မင်္ဂလာပါစကိုင်ကိုတီးမယ်ဗျာဟုတ်တယ်ကိုဟင်းရေအနက်က3000မို့ရတယ်ကိုလင်းရေတဲ့ဟုတ်ကဲ့ပါခိုင်စင်ဦးဟုတ်တယ်နော်ဝမ်းသာပါတယ်မွေးကလေးတစ်ခွက်ကတော့ share ဖြုတ်လို့ကောင်းပါတယ်ဗျာရုပ်ရှင်ရိုက်ပါလားတဲ့မြင့်မြတ်တို့ academy တန်းရမှာကိုလင်းရာမရိုက်ပါဘူးဗျာရုပ်ရှင်ဝါသနာမပါပါဘူးကိုလေးကို9000မို့ရတယ်တဲ့တီတာဒေါ်လာဟာတီတာတော့မရဘူးတဲ့မဖြစ်မနေပေါက်ကြီးမန်းကိုမန်းပေးရမယ်ကိုလေးကို9000မို့ရတယ်တဲ့ဝမ်းသာပါတယ်ရမယ်လေတကွက်ထဲပေးထားတယ်မွေးကနန်းဟုတ်တယ်အဲ့တော့နောက်တယ်တုမပြောနဲ့သိခါကြတယ်တိလားဟုတ်ကဲ့ပါတုမပြောပါဘူးဗျာကဲ3500ပြည့်တော့မယ်နော်နောက်ထပ်3400ကျော်သွားပြီနောက်ထပ်လူလေး10ကနန်းလောက်ဝင်လာရပြီလက်မမရတဲ့လူကလက်မလေးနှိပ်ထားအိနဲ့လွယ်မလားခြံအောင်ပလက်နဲ့ထဲမလားဝင်လာဟုတ်တယ်မနေ့ကနောက်ဆုံးပိတ်ကိုရှယ်ဖြုတ်ရမယ်ဗျာနော်ဘာကြောင့်လဲဆိုတော့မယုံမှာပါစေနဲ့တော့အားလုံးဆူတောင်းပေးပါနော်ကဲဝင်လာမယ်3500ပြည့်တော့မယ်နော်ဝင်လာမယ်နော်ကဲ10မိနစ်ဗျာ10မိနစ်တွင်းမှာတော့3500ပြည့်လောက်ပါတယ်နော်10မိနစ်စောင့်မယ်10မိနစ်ပြည့်ရတယ်3500ပြည့်လောက်တယ်နော်ကဲနောက်ထပ်လူလေးဘယ်နှယောက်လဲ26ယောက်ဝင်လာရပြီလူလေးနောက်ထပ်26ယောက်နော်သမင်းစားနေရဆိုလဲခဏလောက်လာခဲ့ပါနော်ခဏလောက်လာခဲ့ပါအိုး3500ပြီးတော့ကျေးဇူးတင်ပါတယ်ဗျာကဲစမယ်ဗျာဥစ္စာပထမအနေနဲ့ဒူရီလက်ကင်းလင်း channel ရနေပြီကိုယ်မှအားလုံးပြန်လည်ပြီးတော့နှွေးတွေဆိုကြိုဆိုလိုက်ပါတယ်နောက်တစ်ခုကလည်းကိုလင်းရဲ့ channel ခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေ channel လေးကို subscribe လုပ်ပြီးသားပါနေပြီးသားကိုရီမတွေကလည်းဒီဗီဒီယိုလေးကို2D နဲ့ပတ်သက်တဲ့နေရာမှာ share လို့ရနိုင်မှာ share ပေးပါမျှဝေလို့ရနိုင်မျှဝေပေးကြပါကိုလင်းကိုချစ်တဲ့ကိုလုံးအားပေးတဲ့ဆိုလက်မလေးတောက်ချက်စီနေပေးတာမယ်နော်ဟုတ်ပြီလားလက်မလေးတောက်ချက်စီနေပေးတာမယ်ဖုန်းမှန်လေးကို3-6တော့လိုက်လက်မနေပြီးသားဖြစ်သွားပါလိမ့်မယ်ကဲ
ဥစားပထမနေကျွန်တော်အရင်ဆုံးပြောချင်တာကတော့ချဲကနန်းပေါ့ဗျာနော်ချဲကနန်းမသိတဲ့သူတွေချဲကနန်းလေးပြောပြီမယ်နော်အနက်ပြန်ထွက်မှာဆိုတော့ချဲပေါက်ရင်လဲဘာပြောအဆင်ပြေတယ်လေဗျာနော်ကဲချဲကနန်းလေးမိန်းနှစ်ကွက်ရင်ပြောမယ်ပြီးရင်ရန်သုံးကွက်ပြောမယ်နော်အဲ့ဒါလေးကိုတက်နိုင်တဲ့လောက်ထိုးထားကြည့်ပေါ့ကန်တရားပေါ့ဗျာနော်မိန်းနှစ်ကွက်ကို1000မိုးစီထိုးမယ်ဆိုရင်ရန်သုံးကွက်ကို900မိုးစီထိုးထားလိုက်900မိုးဆို2သိန်းခွဲရမယ်1000မိုးအထွက်9သိန်းရမယ်နော်အများကြီးထိုးပြောတယ်ချဲရနော်ချဲရတော့ကိုတိုင်းလေးထိုးပါတယ်နော်ဟုတ်ပြီလားအဲ့ဒါကြောင့်ကဲချဲကနန်းလေးပေးမယ်တေချာလေး queue site လိုက်မှတ်ပေးပါနော်ကဲချဲကနန်းခေါ်ပြီးနော်တေချာလေး queue site လိုက်မှတ်ပေးပါလက်မမနေရသေးလက်မလေးနှိပ်ထားမယ်ဟုတ်ပြီလားโอเคနော်893နော်893နော်ချဲကနန်းတစ်ခွက်အရင်ခေါ်ပေးနေပြီနော်တေချာလေးလိုက်မှတ်ပေးပါမိန်းနှစ်ခွက်ကိုအရင်ခေါ်ပေးမယ်ပြီးရင်ရန်သုံးခွက်ပြောမယ်နော်နော်893တေချာလေးလိုက်မှတ်ပေးပါ893နော်893ဟုတ်ပါတယ်893နော်နောက်တစ်ချိန်ထပ်ပြောမယ်နော်893 893အင်္ဂလိပ်လိုက893မြန်မာလို893နော်893အဲ့ဒါပြီးရင်နော်နောက်တစ်ခါကကြတော့959နော်959 893 959နော်893 959 759အင်္ဂလိပ်လို759 893 759နော်893ရဲ့959ရဲ့မိန်းပါနော်893ရဲ့959ရဲ့မိန်းโอเค893 959မိန်းပါโอเคအဲ့ဒါပြီးရန်သုံးခွက်ပြောမယ်နော်330နော်330တကွက်ခေါ်ပြီနော်330ရန်သုံးခွက်နော်330နော်330နော်330 330ရဲ့နောက်တစ်ခွက်က338ကဲနော်338နော်338 338နော်330ရဲ့338ကဲနော်330ရဲ့338ကဲ950နော်အားလေးကန်ဆန်းထားပါနော်330 330နော်မိန်းနှစ်ခွက်ကိုရင်ပြန်ပြောမယ်ပြီးရင်ရန်သုံးခွက်អော်ပေးမယ်နော်တေချာလေးလိုက်တိုက်ထားပါကိုရေးထားတယ်နော်893 959မိန်းကနန်းနော်893 959မိန်းကနန်းနော်893 959မိန်းခွက်နော်893 959မိန်းခွက်ပါနော်โอเค893 953 959မနှောင်းနဲ့893 959 759နော်959ပါ893ရဲ့959ရဲ့ပါထိုးပြီးတဲ့အကုန်လုံးဟုတ်ကဲ့ပါ893ရဲ့959ရဲ့နောက်ထပ်ကဏ္ဍ3ခွက်ကရန်3ခွက်ကကြတော့330ရဲ့338ကဲ950နော်893 959မိန်းနှစ်ခွက်ကရန်3ခွက်ကကြတော့330 338 950နော်300ရန်3ခွက်អော်ပြီနော်330 338 950โอเคโอเคနော်ရပြီနော်ချက်ကနန်းကျွန်တော်ခေါ်ပေးပြီးသွားပြီနော်ကိုဘကိုကြိုက်တဲ့လောက်ထိုးတာပါဖောက်လာရင်ကိုဘကိုယူရမှာဘယ်သူမှလည်းမပေးရဘူးနော်ဟုတ်ပြီလားက
ကိုလင်းရေးတဲ့ lucky လင်းဆိုပြီးတော့ကလင်ကကြစ်တကောင်လှုပ်ရှားနေတယ်အတန်မတူရုံမပြဘူးတဲ့နော်ဒီလိုပဲမလှုပ်ရှားနေတဲ့ကောင်တွေကိုကြတော့သွားမဆဲဘူးနော်ကျွန်တော်တို့တကယ် official ပင်ရင်မူရင်းကောင်တွေကိုကြတော့လာဆဲတယ်လူတချို့ကနော်တနာကိုအောင်နေအားရမလားတဲ့ကျွန်တော်မအားဘူးချဲကိုကျွန်တော်မအားဘူးခင်ဗျာနော်ကျွန်တော်လည်းအဲ့ပုတ်ကိုမတို့ပေးတဲ့အတိုင်း89359ထဲပဲထိုးမှာ330 338 950ထဲပဲထိုးမှာနော်ကိုတော့ကြိုက်တယ်လို့လို့ကျွန်တော်တို့ကတော့မအားဘူးချဲတော့နားမလဲဘူးအဲ့လောက်ဒီအားရင်အများကြီးထွက်သွားမှာမအားနိုင်ဘူးရှင်းရှင်းလေးပဲပေါက်လာရင်တခွက်ထဲထွက်တာနော်တိတ်ကောင်းစားမခံဘူးနော်ဟုတ်ပြီလားကဲအဲ့ဒါပြီးရင်မနက်ဖြန်16ရက်5လ2025တောက်ကြနေ12နာရီ10မိနစ်အတွက်တူးဒီကနန်းလေးနှလုံးဒီကနန်းလေးသွားမယ်နော်ဟုတ်ပြီလားတောက်ကြနေနော်16ရက်5လ2025တောက်ကြနေ12နာရီ10မိနစ်အတွက်ကိုကျွန်တော်ပြောပါတော့မယ်တေချာလေးကြီးစိုက်နားထောင်ပေးပါနော်ဟုတ်ပြီလားနော်နှလုံးအရင်နဲ့အောင်လုပ်ပါဟာနှလုံးရင်အောင်လုပ်ပါဟာကြိုက်ရင်သုံးပါမကြိုက်ရင်မသုံးပါနဲ့ဟုတ်ပြီလားနော်ကြိုက်ရင်သုံးပါကိုတယောက်တည်းနဲ့လုံးနေတာမဟုတ်ပါဘူးခင်ဗျာနော်ကျွန်တော်အများနဲ့လုံးနေတာဖြစ်တဲ့အတွက်ကိုကြိုက်တာကိုလုပ်ပါနော်ဟုတ်ပြီလားအမိန်မပေးနဲ့နော်တခါလေးပြောထားပြီးသားဘာလုပ်ပါလို့လာမှပြောနေလုပ်ချင်တာလုပ်မယ်ကိုစိတ်နဲ့ကိုနော်ခင်ဗျားတို့လည်းခင်ဗျားတို့စိတ်နဲ့ကိုကြိုက်တာကိုလုပ်ပါနော်ကဲ16ရက်5လ2025တောက်ကြနေ12နာရီ10မိနစ်တော့ကိုကျွန်တော်ဝမ်းချင်းလေးကတော့နော်နော်နော်တောက်ကြနေ12နာရီ10မိနစ်တော့ကျွန်တော်ရဲ့ဝမ်းချင်းလေးကတော့မနက်ဖြန်ကိုလေ126ခွန်အခွေကောင်းတယ်နော်အခွေဘူးသမားတွေကျွန်တော်ပေးထားသေးတယ်မနက်ဖြန်တောက်ကြနေကုန်မှာ126ခွန်အခွေဘူးကောင်းတယ်သိလားအဲ့ဒါလေးထပ်တတိပေးလိုက်တယ်နော်အခွေဘူးသမားတွေဇဲကျွန်တော်ထဲမှာနူတူးတီဆိုတာပုံစံမျိုးစုံနဲ့စောင့်နေကြတာကျွန်တော်ထဲမှာအခွေလိုက်တဲ့လူတွေရှိတယ်နော်126ခွန်အခွေမနက်ဖြန်တောက်ကြနေကုန်အားကောင်းပါတယ်နော်အဲ့ဒါကြောင့်ကြိုက်တဲ့ရင်အခွေသမားတွေအတွက်ပြောတာပါနော်126ခွန်အခွေကောင်းပါတယ်ကောင်းတာတော့ကောင်းတယ်ဟုတ်တယ်မနက်ဖြန်တောက်ကြနေတရက်ညောင်းမနက်မှာတစ်ချက်တော့ဆင်းလိုက်မယ်နော်126ခွန်အခွေတတိထားပေးပါနော်အခွေသမားတွေအတွက်နော်ကျွန်တော်တတိပေးတာပါကြိုက်ရင်တော့လုပ်ပါမကြိုက်ရင်မလုပ်ပါနဲ့ကိုပတ်စံနဲ့ကိုလုပ်တာနော်ကိုပေါ့ကိုယူရမှာဟုတ်ပြီလားကဲမနက်ဖြန်ကျွန်တော်ရဲ့တောက်ကြနေ12နာရီ10မိနစ်တော့ကျွန်တော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်မနက်ဖြန်တောက်ကြနေ12နာရီ10မိနစ်အတွက်16ရက်5လ2025တောက်ကြနေ12နာရီ10မိနစ်အတွက်ကျွန်တော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်တောက်ကြနေ12နာရီ10မိနစ်ကျွန်တော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်လက်မမရသေးလက်မလေးနေထားမယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းမှာကိုလည်းနှစ်နဲ့ပတ်သက်တဲ့ဩကွက်ပြောမယ်ခွန်နဲ့ပတ်သက်တဲ့ဩကွက်ပြောမယ်ပြီးကျွန်တော်ကြိုက်တင်ကွက်ပြောမယ်နော်နှစ်နဲ့ပတ်သက်တဲ့ဩကွက်ကလေးကိုပြောရမယ်ဒီချာလေးကိုစိုက်ထားအောင်ပါနှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းမှာကိုလည်းနေပြီးနှစ်နဲ့ပတ်သက်တဲ့ဩကွက်ကလေးကတော့20နှစ်4နှစ်5နှစ်9ပါခင်ဗျာနော်နှစ်ပတ်တီးရဲ့ဩကွက်ပါ20နှစ်4နှစ်5နှစ်9ပါခင်ဗျာနော်နှစ်ပတ်တီးရဲ့ဩကွက်ပါ20နှစ်4နှစ်5နှစ်9ပါနော်နှစ်ပတ်တီးရဲ့ဩကွက်ပါ20နှစ်4နှစ်5နှစ်9ပါနော်မှန်ပြီပါဦးတစ်ချက်လောက်နှစ်ပတ်တီးရဲ့ဩကွက်က20နှစ်4နှစ်5နှစ်9ပါနှစ်ခွန်ဝမ်းချင်းနဲ့နှစ်နဲ့ပတ်သက်တဲ့ဩကွက်ကလေးကတော့20နှစ်4နှစ်5နှစ်9ပါနော်ချက်လောက်မှန်ပြီပါဦး20နှစ်4နှစ်5နှစ်9โอเคဝေကျေးဇူးနော်မှန်တယ်နော်နှစ်ပတ်တီးရဲ့ဩကွက်ကတော့20နှစ်4နှစ်5နှစ်9ပါခင်ဗျာနော်နှစ်ခွန်ဝမ်းချင်းနဲ့33ရေနောက်ကျနေတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်ဟုတ်ပြီလား20နှစ်4နှစ်5နှစ်9ပါဟုတ်ပြီလားနှစ်ပတ်တီးဩကွက်20နှစ်4နှစ်5နှစ်9ခွန်နဲ့ပတ်သက်တာကတော့80ခွန်4ခွန်5ခွန်9ပါကဲအဲ့ဒါပြီးကျွန်တော်ကြိုက်တင်ကွက်လာမယ်နော်ခွန်နဲ့ပတ်သက်တာကတော့80ခွန်4ခွန်5ခွန်9ပါနော်
ဖွဲ့ဝင်တွေကကိုစားတို့ပတ်တီကိုပတ်မယ်ပြီးရင်ကျွန်တော်ပေးမယ်တင်ကွက်ကိုထည့်ထိုးပေးပါနော်ဒီတစ်ပတ်ရုံမှမှုလေးရှိတဲ့အတွက်တော့နားလည်ပေးပါနော်အစင်ပြေရှေ့ပြေနဲ့ပြေစလို့လုပ်ပေးလာခဲ့တဲ့ကောင်ပါနော်အတင်းဆောင်လေးဖြစ်သွားတာဖြစ်တဲ့အတွက်နည်းနည်းတော့သိခံပေးပါ20နှစ်လေးနှစ်ငါနှစ်ကို80ခွန်လေးခွန်ငါခွန်9ပါနော်သူတို့ပြောပြီးပြီလားပြောပြီးပြီပြီးလို့ရှိရင် like ရဲ့ comment ထဲမှာဝင်ကြည့်အမှသူတို့ရေးပေးလိုက်မယ်နော်တီးတဲ့သူတွေ comment ထဲမှာပြီးရင်ရေးပေးခဲ့ပါအောင်သူတို့ဒီကနန်းလေးနော်ကျွန်တော် like လင်ပြီးသွားရင် comment ထဲမှာမှတ်ပေးပါအောင်နော်ဟုတ်ပြီလားအများမြင်အများပေါက်အောင်ပေါ့ဗျာနော်မနေ့ကချက်ပေါက်အောင်ပေါ့နော်နှင်ကတော့အော်မန်ကြီးလေးတဲ့နော်20နှစ်လေးနှစ်ငါနှစ်ကို80ခွန်လေးခွန်ငါခွန်9နော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက်တင်ကွက်ပြောမယ်ဗျာကျွန်တော်ကြိုက်တင်ကွက်ပြောမယ်နော်ဟုတ်ပြီလားတိုင်ကလှုပ်ရှားနေတာတဲ့အားလုံးသိပါတယ်ဗျာလူတွေအဲ့ဒါကြောင့်တိုင်ဆောင်းနေတာပေါ့ဗျာနော်လွန်တာပေါ့ခွန်ငါ share ဖိုင်မယ်ကြိုက်တဲ့ကဏ္ဍကိုကြိုက်တယ်လို့ဆိုနော်ကဲ20နှစ်လေးနှစ်ငါနှစ်ကို80ခွန်လေးခွန်ငါခွန်9ဖြစ်ပါတယ်ဒါနှစ်ခွန်ဝန်းကြီးနဲ့ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကပ်ပေးတာပါကိုမိုက်လည်းကြိုက်တယ်လို့ကပ်ပါနော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက်တင်ကွက်ပြောမယ်ဗျာနော်ကျွန်တော်ကြိုက်တင်ကွက်ပြောပါမယ်နော်ကျွန်တော်ကြိုက်တင်ကွက်ကလေးပြောပါမယ်တေချာလေးကူးဆိုင်နားတော့ပြီးပါနှစ်လေးနဲ့နှစ်ငါကြိုက်တယ်မောင်လေးအဖွဲဝင်တွေဘာလို့တင်လဲသိမှာပါနော်အဲ့ဒါတော့ပဲပြောမယ်ဟဲ့20နှစ်လေးနှစ်ငါနှစ်ကို80ခွန်လေးခွန်ငါခွန်9ဟုတ်ပြီလား3D ပြောပြီးပြီတဲ့ဟုတ်တယ်ပြီးရင် comment ထဲမှာတစ်ချက်လောက်မှန်းပေးလိုက်ပါအောင်ဗျာကျွန်တော် like လွှင့်ပြီးသွားရင် comment ထဲမှာမှန်းပေးလိုက်ပါအောင်နော်အစင်တွေ့တော့အောင်ပေါ့နော်တွေ့ရအောင်ထိုး like မမီလိုက်တဲ့သူတွေ check ကနန်းလေးပေါ့ဗျာဘာဖြစ်ဖြစ်ကန်တရားလေးကန်ဆန်းထားလိုက်ပေါ့ပေါက်တော့လဲ तू ကတရားဖို့9000တောင်ရတာဗျာ1000မိုးဆို9သိန်းမတ်လောက်စီရာကြီးနော်ကဲထိုင်နေကရမ်းညစ်နေပြီတဲ့ဩလူတိုင်းသိပါတယ်ဗျာညက်သလားအမင်းနဲ့ညက်တာမဟုတ်ရုပ်တာဗျာညက်တာလောက်ကိုကျွန်တော်လက်ခံနဲ့ရုပ်တာကိုပြောတာရုပ်နေတာကဲကျွန်တော်ကြိုက်တင်ကွက်ကလေးပြောမယ်နော်20နှစ်လေးနှစ်ငါနှစ်ကို80ခွန်လေးခွန်ငါခွန်9နော်ဒါကတော့နှစ်ခွန်ဝန်းကြီးနဲ့ကျွန်တော်ကပ်ပေးထားတဲ့ကဏ္ဍလေးတွေပါဟုတ်ပြီလားနော်ကဲဒါပြီးကျွန်တော်ကြိုက်တင်ကွက်ပြောမယ်ဗျာနော်ဟုတ်ပြီလားကျွန်တော်ကြိုက်တင်ကွက်ကလေးပြောမယ်ဒေချာလေးကိစ္စလိုက်မှတ်ပေးပါနော်ကဲ9000လေးပြည့်လိုက်ဗျာ4000လူတွေနောက်ထပ်10ရောက်လောက်ဝင်လာရပြီ10ရောက်လောက်10ရောက်ဆိုရင်9000ပြည့်ပြီနော်4000နဲ့950ဖြစ်သွားပြီ990ပြောတာ990ဖြစ်သွားပြီနောက်ထပ်လူလေး10ရောက်လောက်ဝင်လာခဲ့ 5k ပြည့်အောင်ဝင်လာခဲ့လားနော်ကျွန်တော်ကြတင်ကွက်ကလေးပြောမယ်ပြောဘာဖြစ်ကျွန်တော်ကြိုးစားပေးထားတာလေးကိုစောင့်ကြည့်ရမှာပေါ့ဗျာနော်မရဘူးဆိုရင်တော့ကျွန်တော်တို့ပေါက်မယ်ပေါ့ဗျာစက်ကိုင်းနေချီပန်းသိမ့်မယ်တဲ့ရုပ်မာနေတာရုပ်တာပြောမယ်ရုပ်တာပေါ့ဗျာရုပ်တာမှာနည်းနည်းတော့ရုပ်ကန်းတာနည်းနည်းတော့ရုပ်ကန်းတာမဟုတ်ကဲ9000ပြီးတော့မယ်နော်နောက်ထပ်လူလေး9ရောက်လောက်ဗျာ9ရောက်လောက်ရေတောင်းနေလားသမင်းစားနေလားခဏလေးဝင်လာခဲ့9000ပြီးအောင်တင်ကွက်ကလေးပြောမယ်ကဲကျွန်တော်ကြတင်ကွက်ကလေးပြောမယ်ကဲဝင်လာမယ်ကဲမနက်ဖြန်ပေါက်မဲ့လူတွေဝင်လာမယ်နော်မင်္ဂလာရှိတဲ့စကားပဲပြောမယ်ဗျာမနက်ဖြန်တောက်ချာနေကိုနောက်ဆုံးပဲအိမ်မဲ့လူတွေအိမ်နဲ့လွယ်မဲ့သူတွေဝင်လာမယ်ခင်ဗျပြီး comment ထဲမှာကြည့်ပါ check နဲ့တိတဲ့သူတွေကျွန်တော် like လင့်ပြီးသွားရင် comment ထဲမှာတစ်ချက်လောက်ရေးပေးကြပါဦးเนาะတကယ်လို့ပေါက်ကနန်းဖြစ်နေခဲ့မှာဆိုအများအားလုံးပေါက်အောင်ပေါ့ဗျာเนาะဟုတ်ပြီလားကဲကျွန်တော်ကြတင်ကောက်ကလေးပြောမယ်ငါ 5k ပြည့်တော့မယ်ဗျာလူလေးနောက်ထပ်9ရောက်ကိုဘယ်ရောက်လဲ9ရောက်ဘယ်ရောက်သွားလဲ9ရောက်ကဘယ်ရောက်နေတာလဲ9ရောက်ကဘယ်ရောက်နေတာလဲလာပါပြီတဲ့အခုမှဘယ်ရောက်ထွက်လာမှမသိဘူးလာပါပြီတဲ့ထိုးသားတွေဘက်ကိုလက်ကြည့်တင်ပါတယ်အဲ့ဒါကိုပြောတာဗျာနော်မရိုင်းတာတရက်တလေရုပ်ကန်းကျွန်တော်လက်ခံပေးလို့ရသေးတဲ့အတိုင်းစားလို့တာ3ရက်ဇက်တိုက်ကြတော့ဗျာရိုက်တတ်ဖို့ပဲကောင်းတော့တယ်နော်မသိလို့ဘယ်ကောင်မှမသိလို့ချပေးနေရကောင်နော်လွန်သွားပြီဗျာနော်အဲ့ဒါကြောင့်လူတွေကစိတ်ဆိုးအောင်လို့စိတ်နာအောင်လုပ်နေဆိုအဲ့ဒါကိုပြောတာကဲ9ယောက်ကဘယ်ရောက်နေတာလဲအဲ့9ယောက်ကလေးတက်မလာသေးဘူး9ယောက်အော်9ယောက်ထဲကိုတိုင်ဆောင်းနေတယ်ဗျာ9ယောက်ကဣပနေတာပါအဲ့လိုဖြစ်နေတယ်
ကဲနောက်ဆုံးဘက်ကိုအိမ်နဲ့လွယ်မဲ့9ရောက်ဝင်လာမယ်နောက်ဆုံးဘက်ကိုအိမ်နဲ့လွယ်မဲ့9ရောက်ဝင်လာမယ်ဗျာအိတ်ကြီးရှာတာဒါရေးတယ်ဟုတ်ကဲ့ပါကဲနောက်ဆုံးဘက်ကိုအိမ်နဲ့လွယ်မဲ့9ရောက်ဝင်လာမယ်ဗျာလက်မမလေးရလို့လက်မလေးနှိပ်ထားပါအောင်မှန်လေးကို3-4ချက်လောက်တောက်လိုက်လက်မနှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်နော်ဘုန်းရဲ့မှန်လေးကို3-4ချက်လောက်တောက်လိုက်လက်မနှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဘယ်ရောက်နေတာလဲဟာအဲ့ဒါကိုပြောတာ9ယောက်ကဘယ်ရောက်နေတာလဲဥရိတ်တက်မလာသေးဘူးကျန်ဘယ်လောက်မရိုင်းဘာလုပ်နေတာလဲလူလေး9ယောက်တည်းနဲ့ကဲပြည့်တော့မယ်နော်ပြည့်တော့မယ်3ယောက်ဝင်လာပြီ2ယောက်လိုသေးတယ်2ယောက်လိုသေးတယ်ကဲမြန်မြန်လေးပြည့်လာမယ်2ယောက်မနှက်ဖန်ကိုပေါက်မဲ့လူတွေဝင်လာမယ်ပေါ့ဗျာစတာပါဗျာပြောစတာပါကဲပြောပါမယ်ကျွန်တော်ကြိုက်တင်ကွက်ကလေးပြောမယ်နော်ဟုတ်ပြီလားနော်ပြောမယ်ဆိုတော့မှပြည့်သွားတော့တယ်ဟာကဲကျွန်တော်ကြိုက်တင်ကွက်ကလေးကတော့မနှက်ဖန်ကို414648ဖြစ်ပါတယ်နော်ဒါကတော့ကလင်ဒါဘက်ကရတဲ့ဟာလေးပေါ့ဗျာနော်414648ဖြစ်ပါတယ်နော်မနှက်ဖန်ကိုကျွန်တော်တို့ဆူတောင်းမှာမရုပ်ပါစေနဲ့ပဲဆူတောင်းပေးကြပါနော်မရုပ်လို့ကတော့ပေါက်ပြီးသားပဲအလဲလဲကဲ414648ပါနော်ကျွန်တော်ကြိုက်တင်ကွက်ကလေးကတော့414648ဖြစ်ပါတယ်ပုံနေတာတဲ့ပေါက်မှကြောက်လို့ဟုတ်တယ်နော်414648ပါနော်414648ဖြစ်ပါတယ်ကျွန်တော်ကြိုက်တင်ခွက်ကတော့414648ပါနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတိုင်းမနက်ဖြန်7:10မိနစ်မှာနှလုံးထိပေါက်ကြပါစေ3နာရီခွဲမှာလည်းချဲတွေလည်းပေါက်ကြပါစေနော်ဒီကျွန်တော်ချစ်ခင်နေသက်ပြီးအားပေးနေတဲ့9သားကြီးမှန်သမျှဒီစိတ်ကျမ်းမာခြင်းကိုယ်ကျမ်းမာခြင်းလုံးလာပြီးဆုံးကြပါစေစီးပွားရေးကျမ်းမာရေးလူငွေဆက်ရအဆင်ပြေကြပါစေအသက်ရှူတိုင်းနှလုံးထိတွေချဲတွေမနက်ဖြန်ကိုပေါက်ကြပါစေဘာပဲလို့အောင်မြင်နဲ့လုံးသမျှကြံသမျှတွေအဆင်ပြေကြောင်းမိပြီးတော့နော်မနက်ဖြန်7နာရီ10မိနစ်မှာအဖွဲ့ဝင်တွေနေလိုက်တွေရောဒိုင်မာငွေထုတ်မယ်တနာရီထိုးလွှင့်မဲ့လိုက်မှာအောင်ပွဲခံမယ်ဗျာနော်မနက်ဖြန်နေကင်းတနာရီထိုးလွှင့်မဲ့လိုက်မှာကျွန်တော်ရဲ့မိတ်ဆွေတွေ9သားသမီးတွေအားလုံးပဲတနာရီထိုးလွှင့်မဲ့လိုက်မှာအောင်ပွဲခံမယ်ဟုတ်ပြီလားနော်မနက်ဖြန်7နာရီ10မိနစ်မှာပေါက်ကြမယ်တနာရီထိုးလွှင့်မဲ့လိုက်မှာအောင်ပွဲခံမယ်3နာရီခွဲမှာထပ်ပြီးတော့ပေါက်မယ်4နာရီခွဲမှာလည်းထပ်ပေါက်မယ်3နာရီခွဲမှာလည်းထပ်ပေါက်မယ်4နာရီခွဲမှာလည်းထပ်ပေါက်မယ်တနင်္ဂနွေနေ့ည9နာရီထိုးမှာအောင်ပွဲခံမယ်နော်မနေ့ကညတော့ live မရှိဘူးလေဗျာနော်တနင်္ဂနွေနေ့ညကြလို့ရှိရင်ချဲတွေရောနှလုံးတွေရောအောင်ပွဲခံမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါနော်အဖွဲ့ဝင်ကပတ်သီးကိုပတ်ပါနော်နှစ်ခွန်ဝမ်းကြီးမနေ့ဖန်ကိုခိုင်ပါတယ်မနေ့မကြညနေပဲအဲ့တော့ကြောင့်မို့ကျွန်တော်ပေးတာလေးတွေကိုပဲထိုးခြင်းထိုးနော်ပတ်သီးကိုပတ်မယ်တင်ကွက်ကလေးကိုယူထိုးပါနော်ဟုတ်ပြီလားရုံမှမှုတွေနဲ့အတိန်းဆောင်လေးဖြစ်သွားတာကိုတော့နားလည်ပြီးပါနော်တယောက်တည်းခံရတာမဟုတ်ဘူးတပျော်ကြီးအားလုံးတူရီတလောကလုံးမှာအဲ့လိုတိုင်ဆောင်ကုန်တာနော်ဟုတ်ပြီလားအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမနက်ဖြန်နေကင်းတနာရီထိုးလွှင့်မဲ့လိုက်မှာပြန်ဆုံမယ်ဗျာနော်ဒီဗီဒီယိုမြင်လိုက်တဲ့သူတိုင်းမနက်ဖြန်နေကင်းတနာရီထိုးလွှင့်မဲ့လိုက်မှာပြန်ဆုံမယ်နော်အောင်ပွဲခံတဲ့ live ဖြစ်ပါစေပဲကိုလင်းဆူတောင်းပေးပါတယ်အားလုံးတော့ကိုနော်ကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတယ်မနက်ဖြန်တောက်ကြနေနောက်ဆုံးပိတ်ကိုအိတ်နဲ့လွင်နိုင်ကြပါစေနော်အားလုံးပဲပေါက်ကြပါစေလို့ကိုလင်းချဲတွေရောနှလုံးတွေ 3D ရောပေါက်ကြပါစေလို့ဆူတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါအားလုံးမတက်တာပါ Good night, ba.